အားလုံးပဲမင်္ဂလာပါစကင်မီကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ဒီနေ့မှာဆိုရင်တော့ဖြစ်အားလုံးပဲသိချင်နေကြတဲ့ event နှစ်ခုရဲ့အကြောင်းအရာအကျယ်ချုပ်ပြောပြပေးသွားမယ် event မှာပါဝင်လာတဲ့အကြောင်းအရာအကုန်လုံးကိုတေချာပြောပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဗီဒီယိုလေးကိုစိတ်ဝင်စားရဲဆိုရင်တော့အဆုံးထိလိုက်ပါကြည့်ရှုပေးကြဖို့တောင်းဆိုချင်ပါတယ်ကဲဒီတော့ပထမဆုံးတစ်ခုအနေနဲ့ပြောရမယ်ဆိုတော့ဒါ Square Side Collection event လို့ခေါ်တဲ့ collector တော်တော်များများပြန်ပြီးတော့ပါဝင်လာတဲ့ event ပါဒါ event ဟာဆိုရင်တော့ဖြစ်ဒါခင်မီရဲ့ skin ပဲဖြစ်ပါတယ်ဗောနော် new skin အနေနဲ့ခင်မီရဲ့ skin ကပါဝင်လာတယ်ဒါပေမဲ့လက်ရှိမှာကတော့ဒါ Versana ရဲ့ skin နဲ့အစားထိုးပြပေးထားတယ်ဗောနော်ဒီ skin ကိုနှိပ်လိုက်မယ်ဆိုတော့သူ့ရဲ့ in-game scale effect တွေဒါ skin animation တွေတော့ကျွန်တော်နောက်ဗီဒီယိုတစ်ပုဒ်မှာပဲထည့်သွင်းပြီးပြောပြပေးပါတော့မယ်ဒါဆိုတော့ event အကြောင်းတစ်ခါလေးတန်းပြီးပြောပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ပါ Okay event မှာကတော့ဒါ event shop total reward ပြီးတော့ရင်တော့ daily surprise ပြီးတော့ premium supply နဲ့ဒီဘက်အချမ်းမှာကတော့ဒါ COE တွေကိုယူတဲ့နေရာဆိုပြီးပြပေးထားပါတယ်ဟိုဘက်မှာကတော့ price pool တို့ဒါ reward မှတ်တမ်းတို့ပေါ့နော်နောက်ပြီးတော့ဒါ draw မှတ်တမ်းကိုပြောတာပေါ့နော်ပြီးတော့တခြားဘာညာတော့ပါဝင်လာပါတယ် Okay ဒီတော့တော်တော်လေးမှလည်းမိုက်တယ်လို့ပြောလို့ရပါတယ်ဒီတော့ဒီ event ပုံစံအရတော့လာပါတယ်ဒါတော့ဒါ collection system ပေါ့နော်sorry collection emblem ပေါ့နော်ဒါတော့ဒါ collector တွေကိုထည့်သွင်းပြီးပြပေးထားတာဖြစ်ပါတယ်ဒီတော့ဒါထွက်ခဲ့တဲ့ collector တွေကိုထည့်ပြီးပြပေးထားတာပေါ့နော် Okay ဒီတော့ကျွန်တော်တို့ပထမဆုံးဒါ draw sorry event shop အရင်ဆုံးပြောမယ် event shop မှာဆိုရင်တော့ဒါ Kimia skin တော့ဒါ Versana skin နဲ့အစားထိုးပြပေးထားတယ်သူ့တော့ coin ရှိရအောင်မှာ920တဲနဲ့လဲလို့ရမယ်လို့ပြပေးထားတယ်ပြီးတော့ကိုရှင်ဗဒန်အန်ဂျလာနဲ့လက်ပူတို့ရဲ့ skin ကပါဝင်လာတယ်ပြီးတော့ဒီ event မှာကတော့ဒါ event shop မှာစုစုပေါင်းဒါ skin အနေနဲ့ဒါ collector skin 5កောင်ပါဝင်လာတယ်ဒီတော့ lucky box အနေနဲ့တော့3កောင်ပါဝင်လာပါတယ်3កောင်ကတော့ coin ရှိအောင်မှာ640နဲ့လဲလို့ရမှာဖြစ်ပါတယ်ဒါကတော့ elite champion နဲ့ cloud တို့ရဲ့ lucky box skin တွေပါဝင်လာပါတယ်ပြီးတော့ toli moli reward လေးလည်းပါဝင်လာပါတယ်ဒါကတော့ဒါ hero ပြီးတော့ရုပ်ပုံမှာပြီးတော့ emote လေးပေါ့နော်ဒါလေးတွေကတော့ပါဝင်လာပါတယ်ဒါတော့သိပြီးတော့သုံးစရာမလိုတဲ့ toli moli လေးတွေပဲဖြစ်ပါတယ်ဒီတော့ဒီ skin တွေကတော့ဒါကြိုက်တယ်ဆိုတော့လဲလို့သိတယ်ဒီလို diamond တွေလိုအပ်ခဲ့တယ်ဆိုရင် Telegram တွေလာရောက် join ပြီးဆက်သွယ်ပြီးဝယ်ယူလို့ရပါတယ် Okay နောက်တစ်ခုအနေနဲ့ total reward ကိုပြောရမယ် total reward ကတော့ draw reward ကိုပြောတာပေါ့နော်သူအနေနဲ့ဒါ draw 20အနေအခါ90ထိလောက်မှဆိုရင်တော့ဒါတောင်ကန်အနေနဲ့เนาะတောင်ကန်အနေနဲ့ဒါ9ခုရရှိမယ်ဒါdraw 130ထိဖောက်မယ်ဆိုတော့ coin အနေနဲ့50ရရှိမယ်ဒီတော့ draw 130ထိဖောက်မယ်ဆိုရင် coin 50နဲ့တောင်ကန်9ခုရရှိမှာပဲဖြစ်ပါတယ်ဒီတော့သူ့ရဲ့ draw reward ဟာဆိုရင်လည်းတော်တော်လေးမှမိုက်ပါတယ် Okay နောက်တစ်ခုအနေနဲ့ပြောရမယ်ဆိုရင်တော့ဖြစ် premium supply ကိုပြောရမယ်ဒါ free token ယူတဲ့နေရာပါဒါ premium supply မှာဆိုရင်တော့ဒါသူကဒါ log in ဝင်တာကနေစပြီးတော့ diamond 903တဲ့အထိပဲ test ပါဝင်ပါတယ်ဒါတော့ limited time test ဆိုပြီးတော့ပြပေးထားပါတယ်ဒီတော့ကဒါ starlight member ဝင်မယ်ဆိုရင်လည်းရသည်ပေါ့နော် Okay starlight member ဝင်တော့2ခုရမယ်ဗျကျန်တဲ့ဟာတော့ဒါ diamond 100ပို့မယ်ဆိုရင်တစ်ခု diamond ကဒီနေ့50ပို့မယ်ဆိုတစ်ခုနဲ့ diamond 900အထိပို့မယ်ဆိုရင်တော့3ခုရရှိမှာဖြစ်ပါတယ်ဒီတော့ဒီ premium supply အနေနဲ့စုစုပေါင်းတော့ကန်6ခုပဲရရှိမှာဖြစ်ပါတယ်6ခုပဲဆိုတော့တိတ်တော့မမိုက်လာဘူးဒါပေမဲ့သူကတော့ဖောက်ကတန်တယ်လို့ပြောလို့ရပါတယ်ဒီတော့ဒါ price pool ကိုတစ်ချက်သွားပဲကြည့်ရအောင် price pool မှာဆိုတော့ဒါ collector skin นี่ပါဝင်လာတဲ့ collector skin ပြီးသွားရင်တော့ဒါ lucky box skin เนาะပြပေးထားပါတယ်ဖောက်ရင်းနဲ့လည်းဒီလိုမျိုး skin တွေပေါက်နိုင်တယ်လို့တော့အာမခံချက်ရှိရပါတော့ပြီးတော့ special skin ပြီးသွားရင်တော့ဒါ ally skin နောက်ပြီးသွားရင်တော့ဒါ business skin တို့ item တို့ပါဝင်လာပါတော့ဒီမှာတော့ business skin တော့မပါဝင်လာတော့ပဲနဲ့ဒါ item တွေပဲပါဝင်လာတော့တွေ့ရတယ်ဗျဒီတော့ မိုက်တယ်လို့ပြောလို့ရတယ် Okay ဒီတော့ကျွန်တော်တို့နောက်တစ်ခုကတော့ဒါ COA ယူတဲ့နေရာကိုတစ်ချက်သွားပြီးကြည့်ရမယ်ပေါ့နော် Okay ဒီတော့ကဒီ COA ယူတဲ့နေရာကရောဘယ်လိုလဲဆိုတော့သူက starlight member ဝင်ထားရင်တော့ပို့ပြီးတော့ကောင်းတယ်ဗျဒါ starlight member ဝင်ထားတဲ့လူတွေကတော့ဒါ COA 300ရတယ်ပေါ့နော်ဒီမှာက COA နဲ့လည်းဖောက်လို့ရတယ်
နော်နောက်ပွား COA လိုအပ်ခဲ့တယ်ဆိုတော့လည်း diamond 10လုံးနဲ့ဖောက်လို့ရတယ်ဒါ COA 50ကနေ10လုံး10ခုအထိပေါက်မယ်ပေါ့နော်အတွင်းပေါက်မယ်နောက်ခုအနေနဲ့ diamond 69လုံးကိုမှ COA 120အနေနဲ့ရအတွင်းဒါဖောက်လို့ရတယ်ပေါ့နော်69လုံးနဲ့ဖောက်မယ်ဆိုရင် Okay ဒီတော့ကျွန်တော်တို့သူ့ရဲ့ draw ပုံစံကိုကျွန်တော်ကြည့်ရတော့မယ်ပေါ့နော် draw ပုံစံကိုကြည့်ရတော့မယ်ဆိုတော့ကဒါဘယ်လိုလဲပေါ့ဘယ်လိုလဲဆိုတာကိုကျွန်တော်ကြည့်ရမယ်ဒီကောင်တော့တော်တော်လေးမှလည်းမိုက်မဲ့ပုံစံတော့ရှိတယ်သူ့ရဲ့ဒါ in game ဒါ interface ဒါ event interface ပုံစံကလည်းတော်တော်လေးမှလာတယ်လို့ပြောလို့ရပါတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဒါစမ်းပြီးတော့ဖောက်ကြည့်အောင်စမ်းပြီးတော့ဖောက်ကြည့်လိုက်မယ်ဆိုရင်တော့ဖြစ်ဒါသူ့ရဲ့ intro animation လေးကတော်တော်လေးမှလာပြီးတော့အခု coin လေးရဲ့နာမည်တော့ regret coin လို့ခေါ်ပါတယ်ဒါ regret coin တွေကဒါ coin ရှိတာဒီပြည့်မယ်ဆိုတော့ဒါ collector skin လဲလို့ရပြီပေါ့နော် okay ဒီတော့ skin တစ်ခုကို diamond ဘလောက်အနေနဲ့ကုန်ကြမလဲဆိုတော့ကတော့ကျွန်တော်တွေကတေချာတော့ပြောပြလို့မရသေးဘူးဗျဒါပေမဲ့ဒါအကျဉ်းပြင်းအားဖြင့်ပြောမယ်ဆိုတော့ဒါ skin တစ်ခုအနေနဲ့အရင်တော့ထက်တော့နည်းနည်းတက်တာသွားလိမ့်မယ်လို့ပြောလို့ရတယ်ဘယ်လောက်ပဲကုန်တော့မလဲဆိုတော့ diamond 3000ဝန်းကျင်လောက်တော့ကုန်ကြလိမ့်မယ်ဒါမှမဟုတ်3000ရဲ့အထက်ပေါ့နော်နည်းနည်းလေးပဲထက်လိမ့်မယ်အလုံးစုံ4000လောက်ပဲကုန်ကြမယ်ပေါ့နော်ဒီတော့ဒီကောင်ကတော့တော်တော်လေးမှမိုက်တယ်ဒါပေမဲ့ဒီမှာကတော့ skin kit ရောင်းလို့တော့မရပါဘူးကဲဒီတော့သူ့ရဲ့ဒါ draw ပုံစံလေးတွေကတော့ဒါ diamond 50ကနေ့စဉ် discount နဲ့25လုံးနဲ့ဖောက်လို့ရမယ်ဒီ first time discount အနေနဲ့ diamond 350နဲ့ဖောက်လို့ရမယ် diamond 900အောင်ပါပေါ့နော်ဒီတော့တော်တော်လေးမှလည်းမိုက်တယ်လို့ပြောလို့ရပါတယ်ဒီတော့နောက်ထပ်ဒါ event တစ်ခုသွားကြည့်လိုက်ရအောင်နောက်ထပ် event တစ်ခုအနေနဲ့တော့ဒါ starlight first event ဖြစ်ပါတယ်ဒါကတော့ science starlight skin ကိုဒါပြပေးထားပါတော့ဒီနေ့မှာကတော့ science starlight skin ကပါဝင်လာမှာဖြစ်ပါတယ်ဒီတော့တော်တော်လေးမှလည်းမိုက်တယ်လို့ပြောလို့ရပါတယ်ဒါ science skin ဆိုတော့ကသူ့ရဲ့ design ဘာညာအနေထားတော့ပြောမရအောင်မှလာတယ်လို့ပြောလို့ရတယ်နောက်ပြီးတော့ဖြစ်နေတာက annual starlight skin ပြီးတော့လုံးဝ share လို့ပြောလို့ရပါတယ်လောလောဆယ်မှာဆိုတော့သူ့ရဲ့နာမည်တော့ဒါ VS skin အနေနဲ့အစားထိုးပြပေးထားပါတယ်ကဲဒီတော့ဒါ VS skin အနေနဲ့ပြပေးတာပေါ့နော်ဒီမှာဆိုရင်လည်း event shop drawer ဒါ daily surprise ပေါင်လိုက်ဒီဘက်မှာ price pool နဲ့ဒီ madam ပေါ့နော် draw record ပေါင်လိုက်ပေါ့နော်သူတော့ဒါ daily discount အနေနဲ့ diamond 25လုံးမှာ73လုံးနဲ့ဖောက်လို့ရမယ်တန်းတော့ diamond 150နဲ့ဖောက်လို့ရမှာဖြစ်ပါတယ်ကဲဒီတော့တော်တော်လေးမှလည်းမိုက်တယ်လို့ပြောလို့ရပါတယ်ကဲသူ့မှာရဲ့ event shop မှာဆိုတော့ဒါ starlight first ဆိုတဲ့နေရာမှာကတော့ science skin ကိုမှာဒါ VS skin နဲ့ပြပေးထားပါတယ်ပြီးသွားတော့တခြားသူ့ရဲ့ effect တွေရုပ်ပုံပေါင်းတွေနဲ့ဒါ emote တွေကိုလည်းအစားထိုးထည့်သွင်းပြပေးထားပါတယ်ဒီတော့ကျွန်တော်ကတော့ဒီ science skin တော့ coin 400နဲ့လဲလို့ရမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ဆေးအောင်ချက် skin တွေပါဆေးအောင်ချက် skin တွေကိုလည်းလဲချင်တယ်ဆိုတော့လဲလို့ရပါတယ်ဆေးအောင်ချက် skin တွေကလည်း collection point တက်တာဖြစ်တဲ့အတွက်ကြောင့်မလို့လဲသိပါတယ်နောက်တစ်ခုအနေနဲ့ကတော့ဒါကတော့ emote တွေပါ emote တွေအနေနဲ့လည်းအကုန်လုံးနှီးပါပါဝင်လာတာကိုတွေ့ရပါတယ်တော်တော်လေးမှလည်းလမ်းတယ်လို့ပြောလို့ရပါတယ်ဒီ emote လေးတွေကလည်းအကုန်လုံးနှီးပါကလာကြပါတယ်ဒီတော့ဒါယူသိတယ်လို့ပြောလို့ရပါတယ်ဒီထဲမှာကြိုက်တဲ့ emote လေးရှိတော့တန်းတယ်လို့ပြောလို့ရတယ်เนาะနောက်တစ်ခုအနေနဲ့ဒါကရုပ်ထုလေးတွေပါရုပ်ထုတွေကတော့အကုန်လုံးနှီးပါအပြည့်အစုံပါဝင်လာတယ်လို့တော့ပြောလို့ရတယ်ဟီးရိုးအကုန်လုံးနှီးပါရဲ့ရုပ်ထုတွေအကုန်လုံးနှီးပါပါဝင်လာတာကိုတွေ့ရမယ်နောက်တစ်ခုအနေနဲ့ဒါတော့တခြား item လေးပေါ့နော်ဒါတော့သိပြီးတော့သုံးလို့မရပါဘူး okay နောက်တစ်ခုနေက bright pool ပါ bright pool တွေအနေနဲ့ကတော့ဒါ science skin နေရာမှာတော့အစားထိုးပြပေးထားတယ်နောက်တစ်ခုကတော့ collector skin ကတော့ cover collector skin ပေါ့နော်နောက်ပိုင်း lucky box မှာကတော့ဒါ Kimi အခိုင် Roger Leomon နဲ့ Luno တို့ရဲ့ skin ကပါဝင်လာပါတယ်ဒါ Luno တို့ရဲ့ skin ပေါ့နော် sorry ဒါဒီတော့ live pro မှာကတော့ Dagi နဲ့ Fanny တို့ရဲ့ skin ပြီးတော့ epic skin တွေလည်းပါဝင်လာပါတယ် epic skin တွေအကုန်လုံးနှီးပါလေတော်တော်များများလည်းပါဝင်လာပါတော့အကုန်လုံးနှီးပါတော့မဟုတ်ပါဘူးတော်တော်များများလည်းပါဝင်လာပါတယ်နောက်ပြီးတော့ဒါ special skin ally skin ပြီးတော့ business skin လို့ခေါ်တယ် normal skin တွေပါဝင်လာတယ်ပြီးတော့ item အချို့လေးပေါ့နော် item အချို့ကတော့ဒီထဲမှာ coin ကတော့ဒါ coin အနေနဲ့10ခုကနေ2ခုအတွင်းပဲဒါဖောက်ရင်ပေါက်လိမ့်မယ်ပေါ့နော် okay
ဒီတော့ကျွန်တော်တို့ဒီကောင်ကိုစိုင်းပြီးတော့ဖောက်ကြည့်အောင်စိုင်းပြီးတော့ဖောက်ကြည့်တဲ့အခါမှာတော့သူရဲ့ intro animation effect လေးကတော့တော်တော်လေးမှလည်းလာတယ်လို့ပြောလို့ရပါတယ်ကျွန်တော်အနေနဲ့ကတော်တော်လေးမှသဘောကျသွားတယ်ဒါကြောင့်မို့ကျွန်တော်နောက်တစ်ခေါက်ထပ်ပြီးတော့ဖောက်ကြည့်လိုက်ပါတယ်ဒီတော့လာတယ်လို့ပြောလို့ရတယ်သူရဲ့ intro animation ပုံစံတော်တော်လေးမှလာတာဖြစ်တဲ့အတွက် skin ဆိုရင်ဘယ်လောက်ထိလာမလဲကတော့ဒါနောက်မှသိရမယ်ပေါ့နော် skin အနေနဲ့ကတော့ပုံစံမှထွက်ခါသေးတယ်ဒီလိုမျိုးတခြားနေရာထိမထွက်ခါသေးဘူးဆိုတော့ပေါ့နော် okay နောက်တစ်ခုအနေနဲ့ကဒီဘက်ပေါ့နော် collector skin နေရာပြန်ပြီးတော့ဖောက်ပြတာဖြစ်ပါတယ် diamond 100အထိသုံးမယ်သုံးမှရင်တော့ token ယူသွားပြီးတော့ထပ်ပြီးတော့တစ်ခုလေးကိုယူကြည့်မယ်ပေါ့နော်ဒီတော့တော်တော်လေးမှလည်းမိုက်တယ်ဒီကောင်ကတော့token ထပ်ပြီးတော့ယူလိုက်မယ်ဆိုတော့9ကမြောက်ဖြစ်သွားလိမ့်မယ် draw 9ကမြောက် draw 9ကမြောက်ကိုကွိုင်ဘယ်လောက်ရမလဲအဲ့တော့ကျွန်တော်အနေနဲ့တော့မပြောတတ်ဘူးကဲဒီတော့ draw 9ကမြောက်ကိုကွိုင်အနေနဲ့90ရရှိပါတယ်90ရရှိရဆိုတော့ကဒါ10 draw ကိုတော့ဒါကွိုင်အနေနဲ့ဒါ80ရနေ120အတွင်းရရှိမယ်လို့တော့ဒါမျှော်လင့်ရပါတယ်ဘာဖြစ်လဲဆိုတော့ဒါ10 draw ဘာဖြစ်ကွိုင်100အထိဒါမယုံလဲဆိုတော့ခါတခြားသော item တွေလည်းသူပေးနိုင်လို့ပါဒါကြောင့်မလို့100အထိယုံလို့မရပါဘူးကဲဒီတော့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြရတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကဲဒီတဲ့အကြောင်းအချို့ကိုလည်းနားလည်သွားကြလိမ့်မယ်လို့ထင်ပါတယ်တကယ်လို့နားမလည်ရရှင်းလဲလာပြီးတော့မေးလို့ရပါတယ်တကယ်လို့ diamond တွေလိုအပ်ခဲ့တာဖြစ်ဖြစ်အထက်အုံကြိုင်တဲ့ Soversus တို့လိုမျိုး skin တွေကိုဝယ်လို့ရတဲ့ event တွေဆိုရင်တော့ကျွန်တော်စီမှာ skin တွေအနေနဲ့လာရောက်ပြီးတော့ဝယ်ယူနိုင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြတဲ့တယောက်ချင်းစိတ်တိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာနောက်ဗီဒီယိုတစ်ပုံမှာပဲပြန်ပြီးတော့ဆောင်းတွေ့ကြပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်